ရေရဲ့ပုံသဏ္ဍာန် The Shape of Water ဆိုတာ Alice လို့ခေါ်တဲ့စကားမပြောနိုင်တဲ့အမျိုးသမီးတဦးအကြောင်းကိုပြောပြထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါသူမဟာ1960ပြည့်လွန်နှစ်တွေကအမေရိကန်ပြည်ထောင်စုကအစိုးရတပ်ခွဲခန်းတစ်ခုမှာတန်ရှင်းရေးဝန်ထမ်းဖြစ်လုပ်ကိုင်နေရပါတယ်။ Alice ဟာတိတ်ဆိတ်ပြီးတယောက်တည်းနေရတဲ့ဘဝကိုဖြတ်သန်းနေရတာပါ။သူမကစကားမပြောနိုင်ပေမဲ့ကြားနိုင်တယ်လက်အမူအရာတွေနဲ့ဆက်သွယ်နိုင်ပါတယ်။သူမဟာရုပ်ရှင်ယုံကြည်ပေးကတင်းငယ်တဲ့တိုက်ခန်းလေးထဲမှာတယောက်တည်းနေထိုင်ပြီးမကြာခဏရုပ်ရှင်သွားကြည့်လေ့ရှိပါတယ်။ Alice ရဲ့အရင်းနှီးဆုံးတငယ်ချင်းကတော့သူမရဲ့အိမ်နီးချင်းgirlဖြစ်ပြီးသူကအမှုပညာရှင်တဦးပါသူကသူမရဲ့တိုက်ခန်းပြင်ဆင်မှုတွေလိုမျိုးကိစ္စတွေမှာကူညီပေးပါတယ်။တနေ့မှာတော့အဲ့ဒီတက်ခွဲခန်းကိုတောင်အမေရိကကနေထူးဆန်းတဲ့တက်ရှိတစ်ကောင်ရောက်လာပါတယ်။အဲ့ဒါကတော့လူသားပုံစံကိုခန္ဓာနဲ့အခြေခွန်တွေဖုံးလွှမ်းနေတဲ့ရေနေတရဝါတစ်မျိုးဖြစ်ပါတယ်။အဲ့ဒီတရဝါကိုတက်ခွဲခန်းကရေစီပိုင်းထဲမှာထိမ့်သိမ်းထားကြပါတယ်။တက်ခွဲခန်းကလူတွေကအဲ့ဒီတရဝါကိုအန္တရာယ်ရှိတယ်လို့ယူဆပြီးလေ့လာဖို့စီစဉ်ထားကြပေမဲ့သူတို့ကအဲ့ဒီတရဝါကိုဆူဆူရွရွဆက်ဆံကြပါတယ်။အဲ့ဒီတရဝါကိုငါးတွေကျွေးပေမဲ့သူကပိတ်လောင်ထားတာကိုတိတ်မတုံ့ပြန်ပါဘူး။ Alice ဟာအဲ့ဒီတရဝါအပေါ်စိတ်ဝင်စားမှုတွေရှိလာပါတယ်။ညဘက်မှာသူမလျှို့ဝှက်ပြီးတက်ခွဲခန်းထဲဝင်သွားပြီးရေစီပိုင်းထဲကတရဝါကိုစောင့်ကြည့်ရလေ့ရှိပါတယ်။သူမကလက်မူရာတွေနဲ့အတန်လေးတွေနဲ့အဲ့ဒီတရဝါနဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။တဖြည်းဖြည်းနဲ့အဲ့ဒီတရဝါကသူမကိုယုံကြည်လာပါတော့တယ်။ Alice ဟာအဲ့ဒီတရဝါကြက်ဥတွေကိုကြိုက်မှန်းသိလို့ကြက်ဥတွေပါယူလာပေးပါသေးတယ်။သူမဟာပုံမှန်သူ့စီလာရောက်လေပတ်ပြီးသူတို့နှစ်ဦးကြားမှာခိုင်မာတဲ့ဆက်သွယ်မှုတစ်ခုဖြစ်ပေါ်လာပါတယ်။အဲ့ဒီတရဝါကိုတာဝန်ယူရသူက Colonel Richard Strickland ဖြစ်ပါတယ်။သူကတရဝါပေါ်ရက်ဆက်ကြမ်းကြုတ်ပါတယ်။သူကလျှက်စစ်ရှော့တိုက်ပြီးအပြစ်ပေးလေးရှိပြီးအဲ့ဒါကိုထိန်းချုပ်ဖို့လိုအပ်တဲ့တရိတ်ဆန်တစ်ကောင်လိုပဲယူဆပါတယ်။ Strickland ဟာအရန်ကိုခက်ထန်ပေမဲ့သူ့အိမ်မှာသူ့ဇနီးနဲ့ပြဿနာတွေရှိနေပါတယ်။သူဟာတခွဲခန်းကအခြေအနေကိုသူထိန်းချုပ်ထားနိုင်တယ်ဆိုတာကိုတက်တည်ပြဖို့လဲစူးစမ်းနေပါတယ်။ Alice ဟာတရဝါကိုသူတို့ဆက်ဆံပုံကိုသဘောမကျလို့အကူအညီပေးဖို့စတင်ပါတော့တယ်။အစိုးရကအဲ့ဒီတရဝါကိုတက်ပြီးစမ်းသပ်မှုတွေလုပ်ဖို့အစီအစဉ်ရှိတယ်ဆိုတာကိုသူမှသိသွားပါတယ်။အကယ်၍တခွဲခန်းမှာဆက်နေရင်တရဝါတည်သွားမယ်ဆိုတာသိလို့သူမစိတ်ပူသွားပါတယ်။ Alice ဟာတရဝါကိုဆက်ပြီးလာရောက်လေပတ်ရင်စကားပြောတဲ့ချင်းတောင်ဖွင့်ပြနေပါသေးတယ်။တနေ့မှာ Alice ဟာအဲ့ဒီတရဝါစီကိုရေဒီယိုတစ်လုံးယူလာပေးပြီးသူတို့နှစ်ဦးအတူတူတချင်းနားထောင်ကြပါတယ်။အချိန်ကုန်လွန်လာတာနဲ့အမျှသူမဟာအဲ့ဒီတရဝါကသူမထင်တာထက်ပိုပြီးနားလဲတယ်ဆိုတာကိုတင်ယူလာရပါတယ်။သူတို့ဟာထူးခြားတဲ့ဆက်နွယ်မှုတစ်ခုကိုဖန်တီးနိုင်ခဲ့ကြပါတယ်။ Alice ရဲ့လုပ်ဖော်ကိုင်ဖက် Zelda ဆိုတဲ့အမျိုးသမီးက Alice ဘာလို့အဲ့ဒီတရဝါကိုအရေးထားရတယ်လဲဆိုတာနားမလည်ပါဘူး။ Zelda က Alice အချိန်ဖြုံးနေတယ်လို့ထင်ပေမဲ့ Alice ကတော့လျှို့ဝှက်စွာတက်ခွဲခန်းကိုဆက်သွားလည်ပတ်နေပါတယ်။သူမဟာတရဝါစီကိုတင်းငယ်တဲ့လက်ဆောင်တွေယူလာပေးပြီးလက်မူရာတွေနဲ့သူမရဲ့လက်မူရာဘာသာစကားနဲ့ပုံမကောင်းမွန်စွာဆက်သွယ်နိုင်ဖို့ကိုပါတင်ယူလာခဲ့ပါတယ်။ Alice ဟာအဲ့ဒီတရဝါပေါ်အရန်ကိုဆွဲလန်းလာပါတော့တယ်။သူမရဲ့ဘဝအကြောင်းကိုအဲ့ဒီတရဝါကိုပြောပြပြီးတရဝါကနားထောင်နေတယ်လို့ပဲဖြစ်နေပါတယ်။သူမပတ်ဝန်းကျင်ကလူတွေထက်ဒီတရဝါနဲ့ပိုပြီးဆက်သွယ်မိတယ်ဆိုတာကို Alice စတင်သဘောပေါက်လာပါတယ်။အဲ့ဒါဟာသူတို့နှစ်ဦးကြားကချစ်ချင်းမြတ်တာနဲ့နားလည်မှုတစ်မျိုးဖြစ်လာပါတယ်။တနေ့မှာတရဝါရဲ့အကြီးအကဲဖြစ်တဲ့ Strickland ဟာ Alice ကတရဝါကိုကူညီနေတာကိုသိသွားပါတော့တယ်။သူအရန်ဒေါသထွက်သွားပါတယ်။သူ Alice ကိုချိန်ချောက်ပြီးတရဝါကိုသူဘလို့နာကျင်အောင်လုပ်ခဲ့တယ်လဲဆိုတာကိုပါပြသပါတယ်။ဒါပေမဲ့ Alice ကလက်မလျှော့ပါဘူး။သူမကတရဝါရဲ့အသက်ကိုကယ်ချင်ပါတယ်။ Alice ဟာတရဝါနဲ့အတူထွက်ပြေးဖို့အစီအစဉ်ဆွဲပါတယ်။တက်ခွဲခန်းကနေသူ့ကိုခေါ်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမက Girls ကိုအကူအညီတောင်းပြီးသူတို့နှစ်ဦးအတူတကွတရဝါကိုခေါ်ထုတ်မဲ့လမ်းကြောင်းတစ်ခုကိုရှာတွေ့သွားကြပါတယ်။သူတို့ကတရဝါကို Alice ရဲ့တိုက်ခန်းကရေချိုးကန်ထဲမှာပုံခိုခိုင်းပြီးဆက်ပြီးဂရုစိုက်ပေးကြပါတယ်။ Alice ဟာတရဝါကိုသူ့ရဲ့ရေချိုးကန်ထဲမှာထားပြီးသူတို့နှစ်ဦးနဲ့အတူရှိနေနိုင်အောင်လှုပ်ဆောင်ပေးပါတယ်။သူမကသူ့ကိုအစာကျွေးပြီးသူ့အတွက်တချင်းဖွင့်ပေးပါတယ်။တရဝါက Alice ကိုပိုလို့ယုံကြည်လာပါတော့တယ်။သူတို့နှစ်ဦးကြားမှာချစ်ခင်ဆုံမဲ့တဲ့ဆက်ဆံရေးတစ်ခုဖြစ်ပေါ်လာပြီး Alice ဟာအရင်ကထပ်ပိုပြီးအသက်ဝင်လာပြီးပျော်ရွှင်လာတယ်လို့ခံစားရပါတယ်။ Alice နဲ့တရဝါဟာအရန်ကိုရင်းနှီးလာကြပါတယ်။သူတို့ဟာနှဆိုင်တဲ့နီလန်းနဲ့ဆက်သွယ်ကြပြီးတရဝါရဲ့လှုပ်ရှားမှုတွေကို Alice နားလည်လာခဲ့ပါတယ်။တရဝါဟာတရိတ်ဆန်တစ်ကောင်မျှတာမဟုတ်ဘူးဆိုတာကိုသူမသိရှိလာပါတယ်။အဲ့ဒါကလူသားတစ်ယောက်လိုစိတ်ခံစားချက်တွေရှိနိုင်ပြီးထက်မြက်တယ်လို့ဆိုရမှာပါ။အချိန်ကြာလာတာနဲ့အမျှ Alice ဟာအဲ့ဒီတရဝါကိုချစ်မိသွားပြီးအဲ့ဒီတရဝါကလည်းသူမကိုပြန်ချစ်နေတယ်လို့ပဲဖြစ်လာပါတယ်။သူတို့ဟာရိုးရိုးမြတ်တာသို့မဟုတ်စာနာမှုထက်ကျော်လွန်တဲ့ဆက်သွယ်မှုတစ်ခုကိုပိုင်ဆိုင်ခဲ့ကြပါတယ်။တနေ့မှာတရဝါကိုတာဝန်ယူရတဲ့ Strickland ဟာတရဝါကို Alice ကကူညီနေတာကိုသိသွားတဲ့အခါ Alice ရဲ့တိုက်ခန်းကိုလာရောက်ပြီးချိန်ချောက်ပါတယ်။သူကတရဝါကိုဖမ်းပြီးတက်ခွဲခန်းကိုပြန်ခေါ်သွားခြင်းကြောင့်ရှင်းရှင်းလင်းလင်းသိတာနေပါတယ်။ Strickland ဟာတရဝါကိုရှာဖွေဖို့ပြက်သားရှိနေပေမဲ့ Alice ကသူ့စီကနေပုံခိုထားပါတယ်။အချိန်တွေကုန်လွန်လာတာနဲ့အမျှတရဝါဟာပိုပြီးအားနည်းလာပါတယ်။တရဝါဟာအသက်ရှင်ဖို့အတွက်ပင်လယ်ထဲကိုပြန်ရောက်ဖို့လိုအပ်တယ်ဆိုတာ Alice သိပါတယ်။သူမဟာခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချရတော့မှာဖြစ်ပါတယ်။သူမကတရဝါကိုကာကွယ်ပြီးလွှတ်ပေးခြင်းပေမဲ့အဲ့လိုလုပ်လိုက်ရင်နောက်တစ်ခါပြန်တွေ့ရတော့မှာမဟုတ်ဘူးဆိုတာကိုလည်းသိထားရပါတယ်။ Alice နဲ့တရဝါဟာနောက်ဆုံးနူးညံ့သိမ်မွေ့တဲ့အချိန်လေးတစ်ခုကိုအတူတူမျှဝေခံစားကြရပါတယ်။နောက်ဆုံးမြင်ကွင်းမှာတော့ Alice ဟာညအချိန်မှာတရဝါကိုရေတူးမြောင်းစီခေါ်သွားပါတယ်။ Strickland ကသူတို့ကိုတွေ့သွားပြီးတရဝါကိုပြစ်တက်လိုက်ပြီး Alice ကိုပါပြစ်တက်လိုက်ပါတယ်။သူတို့နှစ်ဦးလုံးတေးပြီလို့သူယူဆပါတယ်။တရဝါကသူ့ကိုယ်သူပြန်ကောင်းလာပြီး Strickland ကိုတက်ပစ်လိုက်ပါတယ်။သူက Alice ကိုရေထဲဆွဲခေါ်သွားပါတယ်။ရေအောက်မှာတရဝါက Alice ရဲ့လည်ပင်းကိုထိလိုက်တဲ့အခါသူမပြန်အသက်ဝင်လာပါတယ်။သူတို့နှစ်ဦးဟာချစ်နေစဲနဲ့အသက်ရှင်လျက်ပင်လယ်ထဲကိုအတူတူရေကူးသွားကြပါတော့တယ်